မြတ်စွာဘုရားကသူ့ကိုသင်္ကန်းဝတ်ပေးလိုက်တာဟာဒီနောက်ဆုံးအချိန်လေးစိတ်ကောင်းလေးဝင်လာဖို့အတွက်မြတ်စွာဘုရားသင်္ကန်းဝတ်ပေးတာတဲ့လူဘဝနဲ့နေလဲပဲသူမဟုတ်တာလုံးမှာပဲမဟုတ်ပါယဟန်ဘဝရောက်တော့လဲမဟုတ်တာလှုပ်တာပဲမဟုတ်တာလှုပ်တာချင်းတူတူလူဘဝနဲ့မဟုတ်တာလှုပ်လို့ရှိရင်တဲ့အခုလို့နောက်ဆုံးတတိတံဝေကရတာမျိုးလူဘဝမှာဖြစ်မှာမဟုတ်ဘူးတဲ့ယဟန်ဝတ်တဲ့အခါမှာယဟန်သိက္ခာနဲ့နောင်တဆိုတာပြန်ရလာပြီးတော့အခုလို့မြတ်စွာဘုရားပေါ်မှာဒီတော့စိတ်တော်ရပြောင်းပြီးတော့မြတ်စွာဘုရားပေါ်မှာကျေနပ်လက်ခံကိုယ်ဝေစိတ်ကမှုပြုလုပ်တယ်ဒီအချက်ကိုကြည့်ပြီးတော့အခုလို့ကိုယ်ဝေစိတ်ကခြင်းဟာဘဝတန်တရားမှာနောင်သူဘဝကလွတ်မြောက်ရေးကောင်းမှုတစ်ခုကိုလှုပ်ဆောင်သွားနိုင်တဲ့အခွင့်အလမ်းတစ်ခုသူရစေတယ်ပေါ့ဟိုမနစ်ကစင်ကာပူသွားတဲ့အခါမှာစင်ကာပူမှာအသက်8နှစ်လောက်ရှိတဲ့ကလေးလေးတရုတ်ကလေးသူကမေးခွန်းလေးရေးလာတယ်အင်္ဂလိပ်လိုဗမာလိုကောင်းပြောတတ်ဘူးအဲ့ဒီကလေးလေးသူမိဘတွေကတော့မြန်မာပြည်ကသွားတာပဲလူမျိုးကတော့ Chinese ပေါ့အဲ့ဒီမှာသူကတော့ဗမာစကားကောင်းပြောတယ်သူကအဲ့ဒီမှာအင်္ဂလိပ်လိုရေးလာတယ်မြတ်စွာဘုရားကဒေဝဒတ်ကိုဘာကြောင့်သင်္ကန်းဝတ်ပေးရတာလဲဆိုမိခွန်းလေးမေးတယ်နော်သူစာရီဖတ်ပြီးတော့မြတ်စွာဘုရားဘာလို့ဒေဝဒတ်ကိုသင်္ကန်းဝတ်ပေးရတာလဲဆိုတော့ Why the Buddha ordained Devadatta သူမေးထားတယ်မိခွန်းလေးအဲ့ဒီမှာအဖြေကတော့မြတ်စွာဘုရားဘာလို့သူ့ကိုသင်္ကန်းဝတ်ပေးတာတော့ဆိုသင်္ကန်းဝတ်ပေးခြင်းကြောင့်ပြန်လှန်ပြီးတော့တတိရလာတဲ့အချိန်မှာလူပုဂ္ဂိုလ်တယောက်တတိရတာနဲ့မတူပဲနဲ့ကိုယ်ဘဝကိုလွတ်မြောက်ရေးအတွက်လုံနိုင်လောက်တဲ့လမ်းစာတစ်ခုထိအောင်ဖော်ထုတ်နိုင်လောက်အောင်စွန့်ရင်တတ္တိရှိတယ်ယဟန်ဘဝကအဲ့ဒါကြောင့်မို့လို့ဘဝနိတရဏလို့ခေါ်တယ်ဘဝကထွတ်မြောက်မှုအတွက်ကြိုးစားနိုင်ခွင့်ရလာအောင်လို့မြတ်စွာဘုရားကဒီအချက်ကလေးကိုမျှော်ကိုးပြီးတော့အခုလို့နောက်ဆုံးမှာအယိုးနဲ့အသက်နဲ့ဖျားကိုကိုယ်ဝယ်စိတ်ကပ်ပါတယ်ဆိုတဲ့ဒီသူ့ရဲ့အမှားတွေကိုဝန်ချပြီးတော့နောက်ဆုံးဒီဖျားကိုရှ िख ိုးသွားတဲ့အဆင့်ကလေးအတွက်မြတ်စွာဘုရားသူ့ကိုသင်္ကန်းဝတ်ပေးတာတဲ့ဒါကြောင့်မလို့နောက်ကဘာတသိန်းလွန်တဲ့အခါမှာသူဟာအဋ္ဌိတရဆိုတဲ့ပစ္စေကဗုဒ္ဓဖြစ်တယ်